မင်္ဂလာပါမလုတ်ဖြစ်တာကြာပြီဖြစ်တဲ့ဇိုရီရဲ့ဆိုင်းတွေရဲ့9လပိုင်းကနေ9လပိုင်းအထိ Aries တွေရဲ့ကံကြမ္မာကိုဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့ Aries တွေဟာဒီအချိန်ကအချိန်ခါကောင်းဖြစ်ပါတယ်မိမိရည်မှန်းထားသမျှလုံနိုင်ကင်နိုင်စွမ်းရှိတဲ့အချိန်ခါပါမိမိကိုယ်ကိုလည်းယုံကြည်မှုပြည့်နေသလို idea အသစ်တွေရတတ်တဲ့အချိန်ခါဖြစ်ပါတယ်အချိန်ခါကလည်းပေးနေသလိုမိမိကလည်းအရေးချင်းပြည့်နေပြီဖြစ်လို့လက်တွေ့အကောင့်ထဲဖော်မှုတွေလုံးတဲ့အခြေအနေအချိန်ခါဖြစ်ပါတယ်လို့ပြောကြားလိုက်ပါတယ်ဒီလိုအချိန်ခါမျိုးမှာမိမိအတွေးခေါ် idea တွေကိုရဲရဲဝံ့ဝံ့လောက်ကင်ဆောင်ရွက်တဲ့တော့အချိန်နဲ့အချိန်ခါဖြစ်ပါတယ်လို့လမ်းညွှန်ချက်ပေးခြင်းပါတယ်လောက်ကင်အခွင့်အလမ်းအသစ်တွေစတင်ရမယ်တချို့ဆိုရင်စတင်နေပြီလို့တော့တွေ့ရပါတယ်ရှေ့မှာအခက်အခဲတွေရှိတော်လဲတည်ငြိမ်မှုနဲ့ရှေ့ဆက်ပါကအောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေကစောင့်ကြိုနေမှာဖြစ်ပါတယ်တခုထပ်ပြီးတော့လမ်းညွှန်နေပါတယ်ဆုံးဖြတ်ချက်ပြတ်သားဖို့လိုပါတယ်ရဲရင်ဖို့လိုပါတယ်စီကံရှိဖို့လိုပါတယ်ငွေကြေးတွေအရင်ကရစရာရှိတာတွေများမြုပ်နေသောငွေများအကြောင်းမျိုးမျိုးကြောင့်နှောင့်နှေးနေသောငွေများပြန်လည်ရရှိပါမယ်ရက်ဝေးမှာအမျိုးသမီးတဦးရဲ့အကူအညီကိုရရှိမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်အလင်မလိုပါနဲ့ညံသုံးဖို့လိုအပ်ပါတယ်လို့ညှို့ဆိုနေပါတယ်အချစ်ရေးမှာလက်ဆောင်ကြီးကြီးမားမားရတတ်တယ်လို့အယုတ်တို့ပန်းစည်းတို့လည်းရတတ်ပါတယ်လက်ဆောင်လည်းရတတ်တယ်လို့စိတ်ညစ်စရာပြဿနာတွေလည်းပါလာတတ်ပါတယ်ဒါကိုသတိထားဖို့လိုပါတယ်လူမှုရေးမှာလည်းမိမိဘာသာနေရင်းနဲ့စိတ်ညစ်စရာတွေလာပေးနေတာကြုံရတတ်ပါတယ်ဒါကြောင့်တောက်တော်ရီကိုနေ့စဉ်ကတ်လူပြီးတော့ဆူတောင်းပေးပါလို့လမ်းညွှန်ခြင်းပါတယ်အစိုးများပျောက်ကွယ်သွားပါလိမ့်မယ်ဘာသာကြားဆိုရင်တော့ရေလူတန်းပေးပါကျမ်းမာရေးစိုးနေပါလိမ့်မယ်နိုင်ငံရဲ့ခြားရောက်နေတဲ့သူများကျမ်းမာရေးမကောင်းလို့စိတ်ညစ်ရပါမယ်ခီးသွားရင်ကျမ်းမာရေးညံ့တာခွေးကိုက်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်သတိပြုရန်ပြောကြားခြင်းဖြစ်ပါတယ်အဓိကနေထိုင်စားတော့မှုပုံစံမှန်မှုသတိထားပါပြီးရင်စိတ်မလောဖို့လိုပါတယ်စိတ်လောနေတဲ့၍လည်းကျမ်းမာရေးထိခိုက်တတ်ပါတယ်ပညာရေးမှာတော့အစဉ်ပြေချုံးမွေ့နေမယ်အချိန်ခါအဖြစ်မြင်နေရပါတယ်လို့ပြောရင်းနဲ့ Aries တွေအတွက်9လပိုင်း6လပိုင်း9လပိုင်းအတွက် General Reading ကိုလုပ်ပေးလိုက်ပါတယ်မိမိအတွက်အကြောင်းကိစ္စများတိုင်ပင်ဆွေးနွေးလို့လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်